ပေါနော်အပေါဒါကတော့ဟဲ့ဟုတ်ပေါတော့ဘယ်မီပိတ်ထားတယ်ဟုတ်ရပါတယ်ဒါကတော့ဒီမှာမီမလင်းတော့ဒီမှာမီအတွက်က CN နဲ့မှာတွေ့လားအဲ့တော့ဒီကောင်းကဘာဆို S နဲ့ BK နဲ့ K တိုင်းရဲ့အတိုင်းဟုတ်ဒီမှာကနော် S နဲ့နံပါတ်3ပဲညဟုတ်လား3ပဲညအဲဒီကောင်းကဒီမှာတော်ကြည့်ရအောင်နှကောင်းဟုတ်တော်ကြည့်ရအောင်ဒီမှာအစိမ်းကပါအဲ့လိုမထွက်ရင်သူကအဖြစ်တယ်ဒီစီပါလားဟာအီမိုအီစီနောက်တစ်ခါဒီဘက်ကဟာကပြီးတယ်ဟုတ်နောက်တစ်ခါဒီဘက်ကဒီလာနော်ဒီတိုင်းကလောင်မလားခဏလိုပဲမလောင်ပါတော့ပါရဲတဲ့လုံးလို့ဟုတ်ပြီလားဟွာလေးမှားရင်ဒီကောင်လည်းအလုံးမလုံးနိုင်ဘာဖြစ်လို့အပေါင်းတော့မှားအောင်လုပ်တာလဲအဲ့တော့ BK နေပါပြတ်တိုက်ကြည့်